ကျွန်တော်နဲ့နဒီဟာတက်ကတူတစ်ခုထဲမှာပညာတူတူသင်ခဲ့ပြီးချစ်တူတက်တန်း9နှစ်အကြာမှာလက်ထပ်ခဲ့ကြတာပါကျွန်တော်ဘဝမှာနဒီကိုစိတ်ဆင်းရဲအောင်တစ်ခါမှမလုပ်ခဲ့ဘူးအရာရာကိုအလိုလိုက်ပြီးအားကိုးထိုက်တဲ့ခင်ပွန်းတစ်ယောက်ဖြစ်အောင်ပဲစူးစမ်းခဲ့တာဒါပေမဲ့လူစိတ်ဆိုတာအပေါ်ယံကြည့်ရုံနဲ့မသိနိုင်ခဲ့ဘူးလေ တော်တဲ့ကလေကအရန်လန်းဆန်းတာပဲ မင်းအပျော်ခရီးထွက်ချင်တယ်ဆိုလို့ကိုအလုတ်တွေအကုန်ဖြတ်ပြီးလိုက်ခဲ့တာပျော်ရဲ့လားမိမ ပျော်တာဖို့ကိုရဲ့နှစ်ဒီကိုအမြဲတမ်းအလိုလိုက်တဲ့ကိုအရန်ချစ်တာပဲ ဒါဆိုရင်တောတဲ့ကိုနည်းနည်းရှောက်ကြည့်ရအောင်ကိုမင်းကိုဘေးကနေအမြဲကာကွယ်ပေးပါမို့ဘာမှမကြောက်နဲ့နော် ပြောဆိုနဲ့ဓမြတွေသူတို့အရှိရုတ်တရက်ထွက်ပေါ်လာပြီဟဲ့ရောက်မလှုပ်နဲ့ရှိတာအကုန်ထိုးပေးစား ဟာကိုတပြားတွေကြောက်တယ်ကိုရဲ့ နာဒီကိုနောက်မှာပဲနေဘာမှမပူနဲ့မင်းခန့်ကဓမြမြကိုစတင်ခုခံတိုက်ခိုက်တယ်လက်တီထိုးတဲ့လူလဲချတဲ့နာချင်းစွာအိုဟစ်တဲ့များဒုံဆိုင်ထွက်လာမင်းခန့်ကခန္ဓာကိုယ်ထွားတိုင်းပြီးတိုင်းကျွမ်းကျင်သူပြီးတယောက်ပြီးတယောက်လဲကျသွားစေတယ်မင်းတို့လိုကောင်းတဲ့ငါမိမကိုလက်ဖြားနေတော့မထီစေရဘူးကွာကြော့အင်း မင်းကတော်တော်လက်ယုံကြီးရှိတဲ့ကောင်ပဲငါလူတွေကိုအကုန်နှိမ်နှင်းနိုင်တာချီးကျူးပါတယ် အော်ဒါဓမြဘိုကြီးလားယောက်ျားပီတာလိုက်တာညိုမောင်တဲ့အသားရည်နဲ့သူ့ရဲ့မျက်လုံးတွေကငါ့ကိုဆွဲမှတ်သွားစေတာပဲငါယောက်ျားမင်းခန့်ကအမြဲတမ်းယောက်ျားကောင်းပီတာလုံးလို့ညှင်းငွေ့စရာကောင်းနေတာဒီလိုရက်ဆက်ကြမ်းကြုတ်တဲ့ဓမြဘိုမျိုးကမှငါစိတ်ကိုလှုပ်ခတ်စေတာ မင်းကဒီမြောက်ပေါ်လာလာစမ်းမင်းဘာတခါရဲချင်းပြမယ် ဒီလိုနဲ့မင်းခန့်ဓမြဘူတို့ဟာအသေးအကျေတိုက်ခိုက်ကြပါတော့နဒီဟိုမြေကြီးပေါ်မှာတနက်ကြနေတယ်တနက်ကိုအမြန်ကောက်ပြီးဒီကောင်ကိုပြစ်လိုက်အမြန်လုံးနဒီကိုအကြိုက်ထိမ့်မထားနိုင်ဘူး ဘူရဲအောင်နဒီကိုစူးစိုက်ကြည့်ရင်ပြုံးလျက်မင်းငါ့ကိုပြစ်မလားမင်းကလေးမင်းမျက်လုံးတွေကငါ့ကိုတတ်ချင်တဲ့မျက်လုံးတွေမဟုတ်ဘူးဆိုတာငါသိတယ် ရှင်ကိုကျမမတတ်ချင်ဘူး နဒီဘာလုပ်နေရလဲပြစ်လေဒီကောင်လွတ်သွားရင်ကိုတို့နှစ်ယောက်လုံးသေလိုက်မယ်နဒီကမင်းခန့်ကိုတစ္ဆာဖောက်ကဘိုးရဲအောင်ထံတနက်ကမ်းပေးလိုက်တော့တယ် ပြောဘူကြီးတနက်ရှင်သူ့ကိုတတ်လိုက်တော့ဘူကြီးကျမရှင်ကိုမြင်ချင်းချစ်မိသွားလို့တနက်ပေးလိုက်တာအခုအဲ့ဒီလူလဲတည်သွားပြီဆိုတော့ကျမကိုရှင်နောက်လိုက်ခွင့်ပြုပါနော်ရှင်အနားမှာပဲနေပါရစီ